ကိုကသာလွမ်းပြီးသူကလွမ်းညင်မှလွမ်းမယ်ဆိုတာတကယ်ပဲကြားဖို့ကြပါလိမ့်မယ်ဘုရင်ကြီးတစ်ပါးကသူ့ရဲ့မိဖုရားအမတန်ချောမောလှပတဲ့မိဖုရားငယ်ငယ်ရွယ်ရွယ်သိဆုံးသွားတဲ့အခါကျတော့ဒီရုပ်အလောင်းကိုမစွန့်ပစ်ရဲ့လို့မပုတ်မသိုးအောင်လုပ်ပြီးတော့မှန်ကောင်းနဲ့ထည့်ပြီးတော့ထမင်းမစားနိုင်မတောက်နိုင်မအိပ်နိုင်အဲ့ဒီအလောင်းသားမှာပဲထိုင်ပြီးတော့ဘုရင်ကြီးဟာတငုံကိုတယူယူလုပ်ဘယ်သူကမှနားချလို့မရဘူးဒီသွားတဲ့ပုဂ္ဂိုလ်ဆိုတာပြန်ခေါ်လို့လည်းရတာမဟုတ်ဘူးနားချလို့မရဘူးနောက်ဆုံးကျတော့ပညာရှိအမတ်တွေကဥယျာဉ်ထဲမှာရောက်နေတဲ့ပညာရှိယသိကြီးတစ်ပါးကိုတွေ့တော့အဲ့ဒီယသိကြီးကိုပင့်ပြီးတော့နားချခိုင်းရယသိကြီးကပြောတယ်တဲ့ရှင်မင်းကြီးဘယ်သူကိုလွမ်းနေတာတော့ဒီမိဖုရားလေးကိုလွမ်းနေတယ်အဲ့ဒီမိဖုရားလေးပဲရောက်နေတယ်ဆိုတာသိလားမသိဘူးရှင်ဘုရားသိရင်ပြောစမ်းပါသိတယ်ငါမင်းမိဖုရားလေးဥယျာဉ်ထဲမှာရောက်နေတယ်လူတော့မဟုတ်ဘူးနောက်ချီဖို့တော့လူဘဝတုန်းကလည်းအလှပြင်းနေတာနဲ့အချိန်ကုန်တယ်သေတော့နောက်ချီဖို့တော့ဖြစ်တယ်ဘုရင်ကြီးကသာလွမ်းနေတယ်ဟိုကနောက်ချီဖို့တော့ဘဝမှာနောက်ချီဖို့တော့ဘိုလ်ကြီးနဲ့ဟိုမှာနောက်ချီဖို့တော့ဘိုလ်ကြီးရဲ့ရှေ့ကသွားလူကနောက်ကလိုက်နောက်ဘဝမှာအတွဲနဲ့သူကဖြစ်နေဒီကကိုတော်မြတ်ကအလောင်းကိုမစွန့်နိုင်ဘူးတငုံကိုတူယူလို့ဒီသေးကြီးပြောစကားကိုမယုံဘူးအေးမယုံလို့ရှိရင်သူကိုယ်တိုင်ပြောရင်ရောယုံမလားလဲဆိုတော့ယုံမယ်ဒါဖြင့်သွားမယ်ဥယျာဉ်ရောက်တဲ့အခါကျတော့နောက်ချီဖို့တို့ကောင်တွေ့နင်ဘသူတုံးလို့အတိတ်ဘဝပြောတော့နောက်ချီဖို့တို့ကပြောတယ်သူဟာဥပရိဆိုတဲ့မိဖုရားပါသေသွားပြီးတော့နောက်ချီဖို့တို့ဘဝရောက်နေတယ်ဟုတ်တယ်ဒါဖြင့်ဒီဘုရင်ကြီးကိုချစ်သလားလို့မေးတဲ့အခါကျဘိုးတော်ကတော့ချစ်မှာပေါ့အခုတော့သူတတိမရပါဘူးလို့ပြောတယ်ဒါဖြင့်သူကတတိမရပါဘူးဆိုတော်သေးတယ်ဘာပြောတော့ဘုရင်ကြီးရဲ့လက်ချောင်းသွေးနဲ့တဲ့အခုသူနောက်ချီဖို့တို့အဖို့ရဲ့ခြေထောက်ကိုဆေးပေးခြင်းနဲ့